ဇလန်လီကိုစားလိုက်ကြရအောင်။ Acreage တောင်နန်းတက်ဆပထမနှစ်မှာတူဘိုတက်မတော်ကတန်မင်းတပ်ကိုစစ်ကြေညာပြီးတိုက်ခိုက်လာတဲ့အခါနေရာတိုင်းမှာဖရိုဖရဲတီထိကုန်ပါတယ်။အန်လူရှန်နက်ဆက်တဲ့အထိပါခရိုက်ရိုက်ခတ်ခဲ့ပြီးတန်စစ်တေတွေဟာဒီလိုချစ်လာမယ်လို့ထင်မထားခဲ့ကြပါဘူး။စီချွမ်နယ်ရဲ့ဖရင်ကန်ကောင်းရှိတောင်မှမျောလင့်ထားခဲ့ပါဘူး။ရန်ခန္ဓာမှာတူဘိုတွေကိုနိုင်လိုက်ပြီလို့ထင်နေတော့မှပဲနောက်ထပ်ရန်သူစစ်ကြောင်းတစ်ခုချီတက်လာတာကိုခေါင်းရှိတတိထားမိလိုက်တယ်။ဒါနဲ့သူ့လူတွေကိုစစ်တိုက်တာရပ်ပြီးလူရှိပက်စီကိုအမြန်ဆုံးတွားရောက်ခိုလွန်ကြဖို့အမိန့်ပေးလိုက်ပါတယ်။လူရှိပက်ကိုရောက်တဲ့အခါမှာတော့တူဘိုတွေကခြံနှမ်းမြို့တော်ကိုဝိုင်းထားပြီးဖြစ်တယ်လို့ဧကရစ်ကလည်းနန်းတွင်အခွင့်နဲ့အတူမြို့တော်ကနေထွက်ပြေးသွားပြီးဆိုတာခေါင်းရှိသိလိုက်ရပါတယ်။ခေါင်းရှိတယောက်ဘာလို့ရမှန်းမသိဖြစ်နေပေမဲ့တူဘိုဒီကိုမောင်းထုတ်ပြီးမြို့တော်ကိုကာကွယ်ဖို့ဧကရစ်ရဲ့အမိန့်ကိုနာခံရပါတော့တယ်။ဒီချိန်မှာပဲရာရှင်းမှာဖမ်းမိထားတဲ့တူဘိုသုံးပန်းတယောက်ကိုစစ်ဆေးမေးမြန်းဖို့ခေါင်းရှိဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့စစ်သားတယောက်ရောက်လာပြီးဧကရိလွတ်လိုက်တဲ့စစ်ဆေးရေးမှုခြံရောက်နေကြောင်းသတင်းလာပို့ပါတယ်။ခေါင်းရှိကသူ့လူလေးကိုဧည့်တန်ခိုင်နိုင်ထားပြီးသုံးပန်းကိုဆက်လက်စစ်ဆေးဖို့လုပ်ပါတယ်။သုံးပန်းကိုမမေးမြန်းအစားအေးတန်ခံနိုင်အောင်ချီညောင်းထားခိုင်ပြီးခြံအန်းကိုမကာကွယ်နိုင်ခဲ့တဲ့အတော့ခေါင်းရှိဟာသူ့ကိုယ်သူတက်တည်ဖို့ကြိုးစားပါတော့တယ်။စစ်ဆေးရေးမှုခြံရောက်လာတဲ့အခါခေါင်းရှိကကွက်မက်ခံရဖို့ပြင်ဆင်ထားပေမဲ့ခြံကသူ့ကိုမတက်ပဲမေးခွန်းငိမ်မေးမြန်းပါတော့တယ်။ဧကရိကလွန်ခဲ့တဲ့9နှစ်လောက်ကခေါင်းရှိတတ်ဖို့ကြိုးစားခဲ့တဲ့မိတ်ဆွေဟောင်းလီပိုင်နဲ့သူ့ရဲ့ပတ်သက်မှုကိုသိချင်နေတာပါ။ဒီနေရာမှာခေါင်းရှိကငငယ်ကတည်းကမိဘတွေဆုံးရှုံးသွားတဲ့နောက်စတင်ခဲ့တဲ့လီပိုင်နဲ့သူ့ရဲ့တန်ရောစဉ်အကြောင်းကိုပြန်ပြောပြပါအေး။ပထမဆုံးအနေနဲ့ခေါင်းရှိကအရှေ့မြောက်ပိုင်းတိုင်းမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူ့အဖိုးခေသူအကြောင်းပြောပြတယ်။သူ့အဖိုးကတိုင်းပြည်နှစ်ခုကိုတင်းပြရာမှာအထူးကနေရာကပါဝင်ခဲ့ပြီးကွယ်လွန်တဲ့အခါဧကရိဇုံရဲ့အုတ်ဂိမ်မှာမြုပ်နှံခွင့်ရခဲ့ပါတယ်။သူ့အဖေကလည်းခေါင်းရှိကိုအဖိုးလိုဖြစ်စေချင်တာမို့အသက်9နှစ်အရွယ်ကစတိုင်ပြီးတိုင်းပညာသင်ခိုင်းတယ်လို့စာပေဖတ်နိုင်အောင်ကြောင်းထားပေးပါတယ်။10တန်းအရွယ်မှာတော့ခေါင်းရှိရဲ့တိုင်းပညာကအရန်ကောင်းလာပြီးလေ့ကျင့်ခဲမှာသူ့အဖေကိုတောင်နိုင်ခဲ့တယ်။ဒါပေမဲ့ကန်ဆိုးတာကအသက်16နှစ်မှာသူ့အဖေယောဂါဆိုးနဲ့ကွယ်လွန်သွားခဲ့ပြီးမွေးတဲ့ကအမေမရှိတော့တဲ့ခေါင်းရှိဟာမိဘမဲ့အဖြစ်သွားခဲ့ရပါတယ်။သူမှတိုင်းပညာလွဲပြီးဘာမှမချမ်းတော့ပါဘူး။သူ့ဖေကအဖိုးချမ်းခဲ့တဲ့အမွေတွေကိုဖြုံးတီးပြီးခင်မှန်တိလိုက်ရတဲ့ခေါင်းရှိဟာမိသားစုကုန်းကိုပြန်ဆဲဖို့တဲ့နန်းတွင်းအရာရှိဖြစ်ဖို့အတွက်ခြံအမ်းမြော်တော်စီခရီးထွက်လာခဲ့ပါတယ်။လမ်းခရီးမှာငွေကြေးနဲ့အစားအစာပြက်လက်လာတဲ့အချိန်မှာပဲချမ်းသာတဲ့ကုန်သည်သားလီဘိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။လီဘိုင်ကခေါင်းရှိကိုလမ်းမှာမြင်းခိုးတဲ့သူလို့ထင်ပြီးဆွဆွဲရာကနေတိုက်ခိုက်ကြပါတော့တယ်။ဒါပေမဲ့ခေါင်းရှိရဲ့တိုင်းကွက်တွေကတခိုးတယောက်ထက်တာလွန်နေတာကိုလီဘိုင်တတိထားမိပြီးတိုက်ခိုက်တာကိုရက်လိုက်ပါတယ်။ခေါင်းရှိကတခိုးမဟုတ်ကြောင်းတခိုးတွေကမြင်းတွေနဲ့သူ့ဘဲကဖြတ်သွားတာဖြစ်ကြောင်းရှင်းပြမှာအထင်လွဲမှုပြေလွဲသွားကြပါတယ်။လီဘိုင်ကခေါင်းရှိရဲ့မြင်းကိုယူပြီးတခိုးအစ်စ်နောက်ကိုလိုက်ဖမ်းပေမဲ့ဒုတိယတခိုးလက်ချက်နဲ့တေလူနီးပါချစ်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာခေါင်းရှိရောက်လာပြီးကဲတင်းလိုက်ရကနေသူတို့နှစ်ယောက်ရဲ့မိတ်ဆွေတန်ရောစဉ်စတင်ခဲ့တာပါ။လီဘိုင်ကခေါင်းရှိဟာအရန်စီကန်းကြီးသူလို့မြင်ပေမဲ့သူ့မြင်းကိုကယ်ပေးတဲ့အတွက်ကျေးဇူးတင်စကားပြောပါတယ်။တခိုးတွေခိုးကျင်နေတဲ့မြင်းပေါ်မှာပါလာတာကရွှေငွေတွေမဟုတ်ပဲသူ့တငယ်ချင်းဝူရန်ရဲ့အယိုးပြအိုးဖြစ်ကြောင်းနေရာကောင်းကောင်းမှာမြုပ်နှံပေးမယ်လို့ဂရီပေးထားကြောင်းလီဘိုင်ကပြောပြပါတယ်။လီဘိုင်ကနန်းတွင်းနဲ့ဆွေမျိုးတော်ဆက်တဲ့မိသားစုကဆင်းသက်လာသူထိပြီးနန်းတွင်းအရာရှိတွေသူ့အရေးချင်းကိုအတိအမှတ်ပြုလာမယ့်နေကနေ့ကိုမျှော်လင့်ရင်းအကြံဉာဏ်ကောင်းတွေပေးလိရှိပါတယ်။လီဘိုင်ကခေါင်းရှိကိုအစာကျွေးပြီးလှန်အသုံးပြုနည်းတင်ပေးဖို့တောင်းဆိုပါတယ်။ခေါင်းရှိကတခိုးတွေကိုလှန်နဲ့နှိမ့်နှင်းပုံကိုလီဘိုင်သဘောကျနေတာပါအပြန်လန်နေနဲ့လီဘိုင်ကလည်းနပန်းတင်ပေးမယ်လို့ဂရီပေးပါတယ်နပန်းတင်ပေးရင်ရန်သူကိုလှည့်စားပြီးတက်ခိုက်တာကအကောင်းဆုံးနီလန်ဖြစ်ကြောင်းလီဘိုင်ကတရုပ်ပြပါတယ်ညရောက်တော့ခေါင်းရှိကလီဘိုင်ကိုလှန်ကစားနည်းတင်ပေးပါတယ်အချိန်မဆွဲပဲလီဘိုင်ကသူ့ထငယ်ချင်းရဲ့အယိုးပရကိုမြုံနှံပြီးဂါရဝပြုလိုက်ပါတယ်ဒီနေရာမှာခေါင်းရှိကလီဘိုင်ရဲ့ပေါ့ပေါ့သူတို့နှစ်ယောက်ခြံအမ်းမြို့တော်ကိုအတူသွားကြရင်ခေါင်းရှိကလီဘိုင်အကြောင်းပူတိလာရပါတယ်လီဘိုင်ကနောင်တစ်ချိန်မှာတာအိုးရတဲ့ဝတ်ချင်ကြောင်းပြောပြပါတယ်
ခေါင်းရှိကတားဖို့ကြိုးစားပေမဲ့ယာဒူးရဖို့ဖြတ်လဲနီးတစ်ခုရှိကြောင်းလီပိုင်ပြောလိုက်တဲ့အခါခေါင်းရှိပျော်သွားပါတယ်အဲ့ဒီနီးကတော့အောက်ခြေလူတန်းနေလေကြပြကောင်းကောင်းရေးပြီးနမဲကြီးအရာရှိတူဦးကထောက်ခံပေးရင်ယာဒူးရနိုင်တယ်ဆိုတဲ့နီလန်းပါလက်ရှိအချိန်ကိုပြန်လှည့်ကြည့်ရင်တူဘိုတုံမန်းဟာအေးတန်ကြောင့်တေလူနီးပါဖြစ်နေပါပြီစစ်သားနှစ်ယောက်ကသူတို့ကိုတန်ကြိုးနေဖျောက်ပေးလိုက်ပြီးသူတို့ဟာတူဘိုထောက်ခံသူတွေဖြစ်ကြောင်းဖွင့်ပြောပါတယ်ဘယင်ကန်အသက်ရန်ဦးကနောက်2ရက်အတွင်းခေါင်းရှိနေရာကိုအစားထောက်တော့မှာမို့တူဘိုတွေအနေနဲ့ခြံအန်းကိုအမြန်ဆုံးသိမ်းပိုက်ရမယ်လို့သတင်းပေးပါတယ်ခေါင်းရှိရဲ့ဇက်လန်းကမဆုံးသေးပါဘူးလီပိုင်ကခေါင်းရှိလက်ချက်လက်တည်တဲ့သလားဆိုတာစက်ကြည့်ရပါအောင်လွတ်လပ်ပေမဲ့ခံစားလွယ်တဲ့စိတ်ထားကိုအရာရှိကြီးတို့အိမ်ကိုရောက်သွားပေမဲ့လီပိုင်ဟာကုံတဲ့ထားဖြစ်နေတဲ့အတွက်အငင်းခံလိုက်ရပါတယ်ဒါကမြို့တော်တော့အနိုင်ဆုံးလူဒန်းစားနဲ့အတူတူပါပဲဒါပေမဲ့လီပိုင်ကဂယုမဆိုင်ပဲ Yellow Crane Tower ရွှေချမျောစင်းကိုတွားပြီးတညလုံးတောက်စားပါတော့တယ်အဲ့ဒီမှာလီပိုင်ကကြပြားတစ်ပုဒ်ရေးပြီးမျောစင်းရဲ့အတော်ဆုံးကြပြားစီယာခွီဟောက်ရဲ့ကြပြားဘေးမှာကတ်ထားကိုတောင်းဆိုပါတယ်ခွီဟောက်ရဲ့ကြပြားကိုမြင်တော့ခေါင်းရှိနဲ့တခြားဧည့်သည်တွေကအရင်ကောင်းလုံးလူချီကျူးကြပါတယ်ဒါကြောင့်လီပိုင်ကအရာရှိဖြစ်ဖို့ပြန်အာယုံဆိုင်လာပြီးရန်ဂျိုးဘက်ကိုထွက်သွားဖို့ဆုံးဖြတ်လိုက်သလိုခေါင်းရှိကတော့ချန်ဘက်ကိုဆက်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်အောင်မြင်ရင်ပြန်လာတွေ့မယ်လို့ခေါင်းရှိကဂရီပေးခဲ့ပါတယ်ချန်ကိုရောက်ချင်းမှပဲသူ့မိသားစုနာမည်ကကြာစိမ့်ကြီးပြီထင်လို့ဘယ်အရာရှိကမှသူ့ကိုထောက်ခံနေကြပါဘူးဒါကြောင့်ရှင်တန်ရက်တီးဖို့အတွက်လှန်ကချေတဲ့အဖြစ်လုပ်ကြရပါတော့တယ်ကန်ကောင်းစွာနဲ့မင်းသားချင်းရဲ့စားပွဲတော်မှာကပြဖို့ရွေးချယ်ခံရပါတယ်ဒါဟာမင်းသားချင်းနဲ့မင်းသမီးယူချန်တို့တပေါ်ကြအောင်ကပြနိုင်မဲ့တခုတည်းသောအခွင့်အရေးပါခေါင်းရှိကအကောင်းဆုံးကြိုးစားကပြပြီးတိုက်ခိုက်ရေးနည်းစနစ်တွေနဲ့ပါအားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်ဒါပေမဲ့မင်းသမီးယူချန်ကတော့သူ့အကကိုကြောက်စရာကောင်းတယ်လို့မြင်ပြီးသဘောမကျပါဘူးခေါင်းရှိစိတ်သက်ကြနေတော့မင်းသားချင်းရဲ့မိတ်ဆွေဖြစ်သူဒူဖူနဲ့စုံပါတယ်မင်းသမီးယူချန်ကအကနဲ့ဂီတကိုပဲနှစ်သက်သူဖြစ်ကြောင်းဒူဖူကပြောပြပါတယ်မင်းသမီးက one way ဆိုတဲ့ကြပြာဆရာရဲ့ဂီတကိုသဘောကျပြီးထောက်ခံပေးလိုက်တာကိုသူတို့မြင်တွေ့လိုက်ရပါတယ်နောက်ကနေ့မနေ့မှာတခြားသူတွေယာတို့လက်ခံဖို့တွားနေကြတာကိုခေါင်းရှိမြင်တွေ့ပြီးစိတ်ထိခိုက်ရပါတယ်အဲ့ဒီနောက်လီပိုင်ရဲ့ကြပြတွေချမ်းတစ်မျိုးလုံးမှာနာမည်ကြီးနေတာကိုသိလိုက်ရပြီးတငယ်ချင်းဟောင်းလီပိုင်ချီတာရန်ဂျိုးစီထွက်လာခဲ့ပါတယ်ရန်ဂျိုးရောက်တော့လီပိုင်နဲ့ပြန်တွေ့ပြီးမိမချော်လေးတော်ကိုစားခွဲတော်ကနေခိုးထုတ်ဖို့လီပိုင်ကခေါ်သွားပြန်ပါတယ်လှီနဲ့ထွက်ပြေးကြပေမဲ့နောက်ကလူတွေလိုက်လာပြီးမိန်းကလေးကိုအတင်းပြန်ခေါ်သွားကြပါတယ်လီပိုင်စိတ်မကောင်းဖြစ်သွားပေမဲ့မိန်းကလေးကနောက်ဆုံးအနေနဲ့ကပြဖျော်ပြဖြစ်ပါတယ်လီပိုင်ကသူ့မှာရှိသမျှငွေတွေနဲ့ကြောက်စိမ့်လက်စုပ်ကိုပါပေးလိုက်ပါတယ်ခေါင်းရှိကတော့လီပိုင်တိလောက်အရာရှိဖြစ်ဖို့ရည်မှန်းချက်ပြောက်ပြီးအရက်နဲ့မိမကိစ္စတွေမှာပျော်ပါနေတာကိုကြည့်ပြီးစိတ်ပြတ်မိပါတယ်လီပိုင်လက်နောက်လိုက်ဖြစ်သူဖိတ်ရှိကတော့လီပိုင်ဟာနေမေကျော်ကြပြားရှာဖြစ်အဆင်ပြေနေတယ်လို့ပြောပါတယ်ခေါင်းရှိကမကျေနပ်လို့ဖိတ်ရှိကိုစိန်ခေါ်တိုက်ခိုက်ရမှာဖိတ်ရှိကအနိုင်ရသွားပါတယ်တကယ်တော့ဖိတ်ရှိကမိန်းကလေးဖြစ်ပြီးနာမည်ကြီးတန်းပညာရှင်ဘိုးချုပ်ဖိတ်ရသမီးဖြစ်နေတာပါခေါင်းရှိရှက်သွားပြီးတန်းပညာပြန်လေ့ကျင့်ဖို့ရှန်ယန်ကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်လက်ရှိချိန်မှာတော့တူဘိုတက်တွေကလူရှီပတ်စ်ကိုဝိုင်ထားပြီးနောက်6နာရီအတွင်းခံတက်ကြတော့မယ့်အခြေအနေပါဒါပေမဲ့ခေါင်းရှိမှာအစီအစဉ်ရှိပုံရပြီးစစ်စေးရေးမှုချန်ကိုတွတ်ဇလန်ဆက်နာထောင်မှုပြောပါတယ်ရှန်ယန်မှာခေါင်းရှိတွိုင်းကျင်ရင်စာဖတ်စွမ်းရည်တိုးတက်လာပါတယ်တနေ့မှာရွာသားတွေကဖျားเจ้าသားမှာရောင်းလဲလဲဖြစ်နေတဲ့လူတယောက်ကိုခေါ်လာရာလီပိုင်ဖြစ်နေပါတယ်နှစ်ယောက်သားဝမ်းသာအားရတွေ့ကြပေမဲ့လီပိုင်ကအခြေအနေမကောင်းပါဘူးအဖေဆုံးပြီးနောက်အမွေမရပဲအပယ်ခံဖြစ်ခဲ့ရတယ်လို့အခုဝင်းကြီးကျိုဟောင်းရှူးရဲ့သမီးနဲ့လက်ထပ်တော်မှာဖြစ်ပါတယ်ဒါပေမဲ့လီပိုင်ကမရဘက်ပါအဖြစ်နဲ့နေရမှာမို့မပြောပါဘူးတငယ်ချင်းမန်ဟော်ရန်စီအကြံတောင်းဖို့သွားပေမဲ့မန်ဟော်ရန်ကလီပိုင်ကိုရှာဖို့ရန်ဂျိုးကိုထွက်သွားနေပါသည်လီပိုင်စိတ်ညစ်ဒီ Yellow Crane Tower မှာခွီဟော်ရဲ့ကြပြာကိုရှင်ပိုင်ဖို့သွားပြန်ပါတယ်ဒီတစ်ခါမှာတော့ခေါင်းရှိကလီပိုင်ကလမ်းခွဲပြီးစစ်တပ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ခေါင်းရှိဟာစစ်တပ်ထဲမှာသူ့ရဲ့ခွန်အားကြောင့်ရှေ့တန်းတပ်မှုတယောက်ကိုအနိုင်ယူပြီးကြီးကျိုတက်ရဲ့ဘူကြီးဖြစ်လာပါတယ်။ Igris အမိတ်နဲ့ကြီးကျိုတက်ကခီတန်တွေကိုလိုက်တိုက်ပြီးမိတ်ထောင်ချောက်မိသည့်ဆုတ်ခွာခဲ့ရပါတယ်။ခေါင်းရှိစိတ်ဆိုးပြီးစစ်တပ်ကထွက်ကကြပြားရေးကိုဆုံးစစ်လိုက်ပါတယ်။ကြီးကျိုအတွေ့အကြုံကိုကြပြားရေးရကနေလီပိုင်နဲ့ပြန်ဆုံပါတယ်။လီပိုင်ကတွန်းရောက်ခမှာဆုံးပြီးနောက်ဖဲချင်းခံရလို့အခုတာအိုဆရာကြီးဒန်ကျူရတုပြက်ခံယူနေကြောင်းအန်လူရှန်ကတန်မင်းဆက်ကိုတိုက်ဖို့ပြေးနေကြောင်းလို့လျှို့ဝှက်ချက်ကိုပြောပြပါတယ်။လောင်ယိုဘိုချုပ်ဂက်ရှူကသူတို့ကိုဒီလျှို့ဝှက်ချက်တီးသွားလို့တတ်ဖို့လုပ်ပေမဲ့တက်မတော်ကြီးချီတက်လာလို့လွတ်ဖာကြပါ။ပွားမာကိုလီပိုင်စိတ်မကောင်းဖြစ်ပြီးနဘန်တတ်ဖို့စိန်ခေါ်ပါတယ်။ငယ်ငယ်ကလိုပဲခေါင်းရှိကအနိုင်ရသွားပါတယ်။လောင်ယူမှာတာဝန်ထမ်းဆောင်နေရင်တိုင်းပြည်အခြေအနေဆိုးရွားလာပါတယ်
အန်လူရှန်ကပုံငန်းပြီးဘယင်ကန်ကြီးရွှဲဝမ်းလက်တိုက်ပွဲမှာလေဖြတ်သွားပါတယ်သစ္စာပေါက်မလုတ်ချင်တဲ့ဘယင်ကန်ကခေါင်းရှိကိုထွက်ပြေးပြီးဧကရိုက်ရှိသတင်းသွားပို့ခိုင်းပါတယ်ခေါင်းရှိချန်အန်ကိုရောက်တော့မျိုးတော်ကဖရိုဖီယေထပြီးနန်းတွင်အဖွဲ့ထွက်ပြေးသွားပါပြီ6လကြာတော့ဧကရိုက်စူဆုံနန်းတက်လာပြီးခေါင်းရှိလဲစစ်ချွန်ဘယင်ကန်ထက်လာပါတယ်ဒါပေမဲ့ပြဿနာကမင်းသားရန်ကပုံငန်ဖို့ကြံစီပြီးလီဘိုင်ကအဲ့ဒီမင်းသားဘက်မှာပါဝင်အားဖြည့်နေပါကံကောင်းစွာနဲ့ခေါင်းရှိကမင်းသားရန်ကိုနှိမ်နင်းနိုင်ခဲ့ပြီးပုံငန်သူတွေကိုကွတ်မြတ်ဖို့အမိန့်ကျလာပါတယ်လီဘိုင်လည်းတေမိတ်စီရန်နဲ့ပါနေပါတယ်လီဘိုင်ကမိန်းမကတောင်းပန်ပေမဲ့ခေါင်းရှိကလီဘိုင်ကိုထောင်ထဲထည့်ထားလိုက်ပါတယ်ဒီအကြောင်းတွေကြားကတော့စစ်စေးရီမူချန်ကခေါင်းရှိကလီဘိုင်ကိုမုံလို့မကယ်တာလို့ထင်သွားပါတယ်တကယ်တော့ခေါင်းရှိမှာအစီအစဉ်ရှိပါတယ်သူ့လက်တွင်းကသူ့စွန်းနေတာကတူဘိုတွေကိုလှည့်စားပြီးအချိန်ဆွေးဖို့ဟန်ဆောင်ထားတာပါရန်ဦးရဲ့စစ်ကူးတွေရောက်လာပြီးထစ်လို့တူဘိုတွေပြီးမလွတ်တော့ပါဘူးစစ်စေးရီမူချန်ကခေါင်းရှိရဲ့ပရိယာကိုသဘောပေါက်သွားပြီးဝမ်းသာသွားပါတယ်စစ်ကွဲပြီးမှခေါင်းရှိယာဒူလော့ခန့်ရပါမယ်တရင်ကောင်းကတော့ဧကရိုက်ကလွန်ငင်းချမ်းသာခွင့်ပေးလိုက်လို့လီဘိုင်ပြည်နှင်းထံကနေလွတ်မြောက်သွားပါတယ်ခေါင်းရှိကလီဘိုင်အတွက်နောက်ွယ်ကနေအတနာခံပေးခဲ့တာကိုဘသူကမှမပြောဟုဒူဖူးကိုမာခဲ့ပေမဲ့စစ်စေးရေးမှုခြံကတော့ရိပ်မိသွားပါတယ်နောက်ဆုံးမှာခေါင်းရှိကပြားပြန်ရေးရင်အေးအေးဆေးဆေးနေတော့ဘောဟိုင်မှာအကြံပေးအရာရှိဖြစ်တာဝန်ထမ်းဆောင်မှုပြန်ခေါ်တာခံရပါတယ်အဲ့ဒီအချိန်မှာတငယ်ချင်းလီဘိုင်ဆုံရှင်းသွားတာတစ်နှစ်ရှိပါပြီတန်တန်းနှစ်ကတော့ခေါင်းရှိကွယ်လွန်သွားတဲ့အထိငင်းချမ်းစွာဆက်လက်ရှိနေခဲ့ပါတယ်ဒါကတော့ဇလန်အဆုံးသတ်ပါပဲဖတ်ရှုပေးကြတဲ့ကြောင့်ကျေးဇူးတင်ပါတယ်ဒီလို animation ရုပ်ရှင် recaps တွေကိုသဘောကျတယ်ဆိုရင်ဒီ channel လေးကို subscribe လုပ်ထားပြီးဆက်လက်အားပေးကြပါဦးနော်တတာ